ခုံတော်မီအတွင်ဘိုးတော်ဦးဝိုင်းသည်မင်းကွန်ဖျားကြီးရှေ့ဘက်တစ်ဆောင်ဆင်တွင်အရက်တန်တောင်60ပြည့်ရှိချင်းသိကြီးနှစ်စီးပြုလုပ်စေသည်ချင်းသိကြီးများအေယာရီမြစ်စိမ်မှအရှေ့ဘက်သို့မျက်နှာမူစေသည်ပြုလုပ်ပြီးစီပြီဖြစ်ကြောင်းလျှောက်ထားသဖြင့်ရှူစားတော်မူအပ်သောငါထွက်တော်မူလာသည်အမတ်ကြီးဥပောဦးလည်းနောက်တော်ပါမှလိုက်ပါလာသည်မင်းတရားကြီးရှုစားတော်မူနေစဉ်တွင်ဥပောဦးသည်စိတ်စိတ်နေသည်ချင်းသိကြီးများရှုစားပြီးသောဘိုးတော်ဦးဝိုင်းသည်အဝအချင်း11,000လေးသည်လုံးပတ်33,000တမိုက်လေးသည်အဆောင်11,000တမိုက်လေးသည်ရှိကျေးချိန်ပိတ်သားပေါင်း55,555ပိတ်သားကိုမင်းကွန်းတပ်ဖက်နန်းတော်ကျော်၌ဗဒင်းဝင်မဟာနန္ဒကျော်သူကျမ၍ဗဒင်းအစုသားဗပဲအစုသားတို့နှင့်သုံးလုံးစေရပြီးစေသည်ဖြင့်ခေါင်းလောင်းတော်ကြီးကိုနန်းတော်ကျော်ဘက်မှမင်းကွန်းဘက်သို့ဖောင်းတော်ဖြင့်ယူဆောင်စိုက်ထားရာကြွရောက်ရှုစားတော်မူလေသည်ထိုစဉ်တွင်ဥပောဦးသည်ချင်းသိကြီးနှစ်စီးရှိရာသို့ပြန်၍လှည့်သွားသည်ဘိုးတော်ဦးဝိုင်းကမြင်တော်မူသည်ထို့ကြောင့်မောင်မင်းများဘောဦးသည်ငါ၏ချင်းသိကြီးနှစ်စီးစီသို့သွားပြန်လေပြီမိတို့အပြစ်ဆုံးမည်မသိဒီအယူပါဇက်ကထွက်လေလေကောင်းသည်ဖြစ်စေစိုးသည်ဖြစ်စေရွှေ့ပြီးတော့အတွင်းမှာသူ့ဆိုတိုင်းစကားဖြစ်လေတော့တယ်လို့မို့ကြောင့်ငါ၏ချင်းသိနှစ်စီးကိုဘောဦးမိတို့ဆိုလိမ့်မည်နည်းသိအောင်တိတ်တဆိတ်လိုက်တော်မူမယ်ဟုမိတ်တော်မူသည်ထို့နောက်ဝင်းမှုကြီးလေးပေါဓာတ်လော့ကန်ဆွဲလျက်အပါတော်တွင်ခါစားစေပြီချင်းသိကြီးနှစ်ပါးမှကွဲကရက်တန်တော်မူလျက်နားထောင်၍နေတော်မူလေသည်အမတ်ကြီးဥပောသည်လည်းမိမိအဆောင်ကိုင်သားများနှင့်တူချင်းသိကြီးနှစ်စီးဆက်ကြားတွင်ထိုင်သည်ချင်းသိကြီးနှစ်စီးကိုတိတိကျကျကြည့်သည်လဲတိုင်းရှိသည်ဥကောင်းသေးသည်ဂတ်တွင်းပြဲသည်လက်ရှိကိုကြုံ၍တင်ပဆုံချွန်သည်ဟုသောအပြစ်များပြောမိဟန်ပြင်၏ချင်းသိကြီးနှစ်ကောင်လည်းတတ်ထားလိုက်တာဟု၍စကားပြောသည်ဥပော၏စကားမဆုံးသည်ဘိုးတော်ဦးဝိုင်းကဟဲ့ပေါ်ဦးနင်ကငါ၏ချင်းသိကြီးများအဘယ်သို့ကဲ့ရဲ့အန်နီဟု၍မေးလေသည်မင်းတရားကြီးရုတ်တရက်မိတ်ဆိုချက်ဥပောဦးကြားသည်ဥပောဦးသည်ရုတ်ချင်းမင်းတရား၏ဘက်သို့လှည့်၍ဤသို့လျှောက်တင်လိုက်လေသည်မှန်လားပါဖုံးတော်ကြောင့်ချင်းသိနှကောင်သည်အရှိဘက်ကန်းသို့ခုံတော်မီအတွင်ဆောင်းနေကြောင်းပါဗျာဥပော၏ရုတ်ချင်းလျှောက်တင်ကြောင်းကြားတော့ကဘိုးတော်ဦးဝိုင်းမှဤသို့များစကားမဆိုနိုင်တော့ဥပော၏စကားပရိယေကောင်းစွာသည်ခွေးမာသာပေါ်တက်လဲတက်နိုင်နေစိုးပေါင်းကောင်းဖက်ဥပော၏လျှောက်တင်ချက်ကြောင့်ဘိုးတော်ဦးဝိုင်းကိုယ်တိုင်လှိုက်လိုက်လဲလဲရှိမောတော်မူသည်အပားတွင်ရှိသောသူတို့ကလည်းပါးနဲ့လှိမ်မြန်တင်ခနုတ်ပတ်တင်ညံတွာလာသောဥပော၏ပြောစကားကိုသတော်သဘောကျကြပါသည်အမှန်ပဲဥပောကထူးတော်မြူးပြောစရာကောင်းလာသည်ပုဂ္ဂိုလ်ကျော်တော်ပါပဲ